ဒါကြတော့လာမယ့်9လပိုင်းမှာကျွန်တော်တို့လူငယ်တင်တဲ့အတွက်ခုတ်ပုတ်ထောင်းချင်အဖြစ်ကျွန်တော်တို့ဖန်ရှာနေတာဖြစ်ပါတယ်ဒါကခုတ်ပုတ်ထေဘူးလီဆူလို့ဆိုရင်တော့အရာမချေလို့ခေါ်ပါတယ်ရွာမှာဆိုရင်တော့ထောင်းတာပေါ့နော်ဒီမှာကျတော့ကြိတ်တာပေါ့အဲ့လိုကြိတ်ပြီးရလာတဲ့အဖက်ကိုကျွန်တော်တို့ချိန်ပြီးမှလူတလောက်ချိန်ပြီးမှပေါ့နော်ကျွန်တော်တို့မျိုးထုတ်ရတာဖြစ်ပါတယ်ဒါကတော့အသက်တရုံနဲ့ပါဝင်ကြတဲ့အတင်းတော်ဆရာမများတင်ထောင်များဖြစ်ပါတယ်လူငယ်တွေလက်တချို့လာပါဝင်ကြတယ်ပေါ့နော်ဒါကတော့ကောင်းငင်းကိုပြန်ပေါင်းဖို့ရန်အတွက်ပြန်ထိတ်နေတာဖြစ်ပါတယ်မထိတ်ခင်မှာကျွန်တော်တို့အမျိုးပြန်မွေပေးရတယ်ပေါ့နော်အပေါ်ဆုံးကဟာတွေမကြက်မှဆိုလို့ကဲအခုတော့ပူပူနွေးနွေးထုတ်ထားတဲ့ခုတ်ပုတ်လေးရပါပြီခင်ဗျာဒီအဖွဲကကြတော့စင်းကန်အဖွဲဖြစ်ပါတယ်ကျွန်တော်လည်းတိတ်တော့မလုပ်တတ်ပါဘူးဒါပေမဲ့လည်းပဲလူကြီးတွေစီကနေပြန်တင်ရင်းနဲ့ပါဝင်ခဲ့တာဖြစ်ပါတယ်အော်ဒါအရင်များလို့ကျွန်တော်တို့ညနေ3နာရီမှအလုပ်ပြီးသွားပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်